ကဲဒါလေးက BKK order ထဲလက်ပြက် regular sleeve နဲ့เนาะခထောင်လေးပါလက်ပြက်ပုံစံပေါ့เนาะဒါလေးက living long coat လေးပါအဲ့ဒါလေးကိုအရောင်တစ်ထည်ချင်းပြပေးမယ်เนาะကဲဒါလေးကမိုးပြရောင်လေးပါနှစ်ထည်ပေါ့เนาะစစ်ပြရတယ်ခဏကြည့်စင်းနေပါကဲဒါလေးကမိတ်ကပ်ရောင်လေးပေါ့เนาะဒါလေးကမိတ်ကပ်ရောင်လေးပါသူလည်းအရောင်တူနှစ်ထည်ပါဖဲပြကြိုးလေးနဲ့ခထောင်ဆိုင်လေးနဲ့ပါစစ်စရာလေးဒါလေးကထောပတ်စိမ်းရောင်လေးပါစစ်စရာလေးပွက်ထားလိုက်တာအခါခွဲလေးကတော်တော်လှတယ်စစ်စရာလေးပြီးတော့ပလဲတီလေးနဲ့ဒါမျိုးလုံးကုတ်လေးသူလည်းနှစ်ထည်ပါအနောက်ကြီးစစ်နေပါကဲဒါလေးကတော့အရန်ကြိုက်ရတဲ့အညိုလေးပေါ့နော်ညိုတော့မှစိုးနေရပဲချစ်စရာလေးဒါကသခွားနုလေးပေါ့ချစ်စရာလေးဒါလေးကပန်းနုလေးပါထားလိုက်တာဒါကတော့အဖြူကလေးနားတော့တန့်နေရပဲဖြူပြီးတော့ကဲနောက်ထပ်ဒါလေးကဗေဒါလေးလှလိုက်တာဖုန်းထဲမှာနည်းနည်းလေးအယောင်ရင့်နေအပြင်မှာတော်တော်နှုတ်ပြီးတော့လှတယ်ကဲဒါလေးကနှုတ်စိမ်းရောင်လေးပါနှုတ်စိမ်းဖုန်းထဲမှာနည်းနည်းလေးဟိုတာဖြစ်တယ်ဒါလေးကကြတော့ဒေါနာစိမ်းရောင်လေးပါရှင်ကဲဒါလေးက BKK order ထဲလေးတွေဖြစ်ပါတယ်ရှင်